ရဲ့တန်နိုင်ခြင်းတွေကန့်သတ်လို့မရဘူးပင်လေမုန်တိုင်းကိုငြိမ်းစေတယ်ရေပေါ်မှာလဲလမ်းလျှောက်စေတယ်ကိုယ်တော်ရဲ့တန်နိုင်ခြင်းတွေပိတ်ပင်တားဆီးလို့မရဘူးကိုယ်တော်ဖြစ်စေပြော